Ishaya can you shoot me the same idea? Ishaya shoot me the same. Maybe so in your to my arm. Ishaya shoot me the same. Ishaya can you shoot me the same.တရားတော်ကို၎င်းတတ်တေခံတော်မူချက်ကို၎င်းနားထောင်ကြကုန်သူတို့ပြောသောစကားသည်နှုတ်ကပတ်တော်နှင့်မညီလျှင်သူတို့၌အာယုမတက်သေးတရားဟောဆရာတွေလာလိမ့်မယ်ပြီးဟောကြားလိမ့်မယ်ဒါပေမဲ့သူတို့ဟောတဲ့နှုတ်ကပတ်တော်ကသူတို့ဟောတဲ့တရားတွေကနှုတ်ကပတ်တော်နဲ့မညီလျှင်ဘာဖြစ်လဲအာယုမတက်သေးအာယုမတက်သေးဆိုတဲ့အဓိပ္ပာယ်ကဘာလဲအလင်းမရောက်သေးအလင်းဆိုတာကအာယုတက်လာတဲ့အခါမှာအလင်းရောက်လာပြီးတော့အဲ့ဒီလူအကြိုက်ပဲတရားဟောတဲ့သူတွေနော်နှုတ်ကပတ်တော်နဲ့အညီတရားမဟောတဲ့သူတွေအဲ့ဒီလူတွေကတဲ့အလင်းကိုမရောက်သေးတဲ့သူတွေဖြစ်သူတို့ရှိမှအာယုမတက်သေးဘူးသူတို့ကအလင်းထဲမှာမရောက်သေးဘူးဥပမာရှင်ပေါလုကခက်တော်ရဲ့အလင်းကိုသူမရသေးမှာသူကတမျိုးဟုတ်လားဒါပေမဲ့ခက်တော်ရဲ့အလင်းကိုရသွားတဲ့ခါမှာပြောင်းသွားတယ်ပြောချင်တာကလူအကြိုက်ပဲတရားဟောပြီးမှလူအကြိုက်ဒီခေါင်းစဉ်တွေနဲ့တပ်ပြီးမှဝင်ငါနေတဲ့သူတွေကတဲ့နှုတ်ကပတ်တော်နဲ့ညီတရားဝင်ငါချင်းမရှိတဲ့တရားဟောဆရာတွေကတဲ့သူတို့ရဲ့အတ္တမှာအလင်းတော်မရောက်သေးအနာဆက်ကောင်းတယ်အဲ့ဒီလူတွေအတွက်အန္တရာယ်များအဲ့ဒီတရားဟောဆရာတွေအတွက်အန္တရာယ်များဒါသူတို့ဟောတဲ့အရာတွေကနှုတ်ကပတ်တော်နဲ့မညီနေသူတို့ရှိမှအလင်းတော်မရောက်သေးဘူးဘုသူ့ကိုအလင်းပြနိုင်မလဲဟုတ်တယ်မလားသူတို့မှအလင်းတော်မရောက်သေးမလဲဘုသူ့ကိုအလင်းပြမြတ်ကန်းကမြတ်ဗါလဲမြတ်ကန်းတွေကိုလမ်းပြရင်တော့နှမျိုးစလုံးငရဲတဲ့ကြာရွယ်ရှိတော့နောက်ချင်တာသူတော့အလင်းမရောက်သေးဘူးဒါကြောင့်နှုတ်ကပတ်တော်ဝင်ငါတဲ့လူတိုင်းကနှုတ်ကပတ်တော်နဲ့အညီဝင်ငါရမယ်လူအကြိုက်ဝင်ငါရဘူးဘုရားခင်နှုတ်ကပတ်တော်မှာပြောထားတဲ့အတိုင်းတိတိကျကျဝင်ငါရမယ်မန်တော်ကြီးပရောဟိတ်လုပ်ရမယ်ဟာလားကျွန်တော်ဆရာစံတိုးလည်းပြောတယ်မန်တော်ကြီးပရောဟိတ်ဆိုတာမှန်မှန်ကန်ကန်တုံတင်ပြီးတဲ့လူမန်တော်ကြီးပရောဟိတ်ဆိုအဲ့ဒီမန်တော်ကြီးပရောဟိတ်တွေကအလင်းကိုရတဲ့သူဖြစ်တယ်ဆိုကိုယ်တိုင်အလင်းရမှအလင်းအကြောင်းကိုကျွန်တော်ပြောပြနိုင်အာမင်အာမင်ဒါကြောင့်ကျွန်တော်တို့စိတ်ချရအောင်နှုတ်ကပတ်တော်ဝင်ငါတဲ့လူတွေလည်းဗာလဲနှုတ်ကပတ်တော်နဲ့ညီဝင်ငါရအောင်လူအကြိုက်ပဲမဝင်ငါပဲနဲ့ဖယားရဲ့အလိုတော်အတိုင်းကျွန်တော်ဝင်ငါရအောင်ဆိုပြီးမှကျွန်တော်အားပေးခြင်းတယ်ဒါကြောင့်ဒီကျွန်တော်ဒီနေ့ဝင်ငါသွားတဲ့ဒီရှင်တော်ဝိညာဉ်တော်မရှိတဲ့အတင်းတော်ခရစ်တော်မရှိတဲ့ခရိယာခွင့်လွှတ်ခြင်းလိုက်ခွင့်လွှတ်ခြင်းကိုလာလေရယူပြီးမှနောင်တမရှိတဲ့ခရိယာကဲတင်ခြင်းကိုရယူပြီးမှဒုတိယမွေးခြင်းအတိတ်ပြုခြင်းမရှိတဲ့သူပြီးတော့ဒီကောင်းကင်နိုင်ငံအကြောင်းပဲဟောပြီးမှဘုရားသခင်ရဲ့တရားစီရင်ခြင်းကိုမဟောတဲ့လူဒီလူတွေအားလုံးအတွက်အန္တရာယ်ကြီးမားပါတယ်ဒါကြောင့်နောင်တရဖို့အချိန်တန်ပြီးဒါဆိုတော့အရောက်စီတိုင်းနောင်တရရအောင်ဆိုပြီးတော့မှဒီနေ့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အပြင်အရောက်စီတိုင်းကိုကျွန်တော်ဝေငှအားပေးချင်တာအင်းများတော့ပဲဖြစ်ပါတယ်အရောက်စီတိုင်းကိုကြားခင်ကောင်းချီးပေးပါစေအာမင်